ဒီနေ့မှာတော့ GMPT listening ကိုဘလို့အမှတ်များအောင်ယူမလဲဆိုတော့အချက်၄ချက်နဲ့ပြောသွားမှာဖြစ်ပါတယ်။ပထမတစ်ချက်အနေနဲ့ဆိုရင်တော့အာယုံစိုက်ပါပေါ့နော်။ဒီ GMPT listening စပြီဆိုရင်တော့ပတ်ဝန်းကျင်တွေကိုရန်ဂရုမစိုက်တော့နဲ့ဒီအတန်ဝဲနားထောင်ပြီးတော့မိခွန်းဆိုင်ရမှာပဲအာယုံစိုက်ပါ။တခြားနေရာလေးမှာတော့ပြီးအာယုံရောက်နေနေပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ဒီအာယုံတစ်ချက်လွတ်တော်ပြီဆိုတာနဲ့ဒီအဖြစ်အမှားကိုရာခိုင်နှုန်းများနေတဲ့အတွက်ကြောင့်မို့အာယုံကိုတက်နိုင်ဆုံးစိုက်ပါဒုတိယတစ်ခုအနေနဲ့ဆိုရင်တော့မန်မိုမှတ်ပါပေါ့နော်ဒီနှုံးလိုက်မှတ်ပါနှုံးလိုက်မှတ်မထားဘူးဆိုရင်ကိုကမှတ်မိနေတော့ကောင်းတာပေါ့နော်တကယ်ကြီးကိုကမှတ်မိလိုက်ဘူးဥမာမိကဗာမေးလိုက်လဲဆိုတာကိုနှုံးလိုက်မှတ်မထားတော့ကိုမှတ်မိလိုက်ဘူးဆိုရင်သူစကားပြောနေတဲ့အချိန်မှာကိုကဘယ်နေရာမှာအယုံအဓိကထားပြီးတော့နားထောင်မလဲဆိုတာကိုမသိနိုင်တဲ့အတွက်ကြောင့်မို့နှုံးလိုက်မှတ်ဖို့လိုပါလေတတိယအချက်ကတော့ဝတ်ရှိအနေနဲ့ကအရန်ကိုတိတနီလန်းလို့ထင်ပါတယ်အဖြေကိုကြိုးဖက်ပါနော်ပေါ့နော်အဖြေကိုဘယ်လိုချင်းနေမကြိုးဖက်မလဲဆိုရင်ဥမာအဖြစ်ပြောပြမယ်နော်ဒီနေ့ပိုင်းစပြီဆိုတာနဲ့မိကုန်းတန်းဖြေရတာတော့မဟုတ်ဘူးပေါ့နော်သူပြောစရာရှိရနေတော့ပြောသေးရဲ့ဘယ်လိုမျိုးတွေလဲဆိုရင်問題用紙を開けてください問題用紙のページがないときは手を挙げてくださいဒီလိုပုံစံမျိုးကိုဖွင့်ပြလိုက်ချိန်မှာကိုကအာယုံမဆိုင်ရရပါတယ်အစားဆုံးကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာဖွင့်ပြထားပါတယ်ဒီစာမျက်နှာအစုံပါလားလို့ဒီစာဒီကဖတ်လို့ရလားလို့ဘယ်ချိန်မှဆိုလက်ထောင်လို့ရတယ်လို့နောက်ပြီးတော့နံပါတ်1မွန်တိုင်းကပါလို့ပြီးရင်အဲ့နံပါတ်1မွန်တိုင်းကိုဘယ်လိုဖြေရမလဲဆိုတာကိုအင်စမဲမိခွန်းတစ်ပုဒ်ကိုသူတို့ဖွင့်ပြသေးရပေါ့နော်အဲ့လိုအချိန်နေမှာကိုကဒါတွေကဘာပြောနေလဲဆိုဘာပြောနေရလဲဆိုတော့ကိုသိပြီးသားဖြစ်တဲ့နားမထောင်လေရတယ်အဲ့ချိန်နေမှာဘာလို့ရမလဲဆိုရင်ဒီမိခွန်းတွေကိုတော့ဖတ်ရမယ်ဒီရှေ့ပိုင်းမှာဒါတွေကိုကြိုဖတ်မထားပဲနဲ့အဲ့ဒါတွေကိုနားထောင်ပြီးတော့ဒီမိခွန်းဆလာမှအချိပံကိုဆလာမှဒါလေးကိုနားလဲထောင်မယ်ဒါလေးကိုလိုက်ထွင်းနေမယ်ဆိုရင်တော့ပုံမှန်ပေါ့နော်ဒီစာလဲဖတ်ရမယ်နားလဲထောင်မယ်လူတယောက်အနေနဲ့ဆိုရင်တော့အာယုံတစ်ခုစိုက်နေရတာဖြစ်တဲ့အတွက်အရန်ပင်ပန်းနေပေါ့နော်မိခွန်းတွေကိုကြိုးဖတ်ထားမှလေးသင်းတကယ်ဖွင့်ပြပြီဆိုရင်ကိုကအဖေကပါလေးပြီးထားလဲဆိုတာကိုကသိတာဖြစ်တဲ့အတွက်ဒီ listening ပေါ်မှာပဲအာယုံအပြည့်အဝထားလို့ရတယ်ပေါ့နော်နံပါတ်1ကကြာနံပါတ်1ပုံစံဆိုရင် तू ကဒီဖတ်ဖို့အချိန်ပြီးတယ်ဒါပေမဲ့ဖတ်ဖို့အချိန်ပြီးတယ်ဆိုပေမဲ့လည်းဖြေကနည်းနည်းရှည်ရင်ပေါ့နော်ကိုကမမီလိုက်တာမျိုးဖြစ်နိုင်တဲ့အတွက်ဒီနံပါတ်2ဆိုတဲ့ဒီနံပါတ်2ရဲ့ခေါင်းစဉ်ကိုဖတ်ပြလေးတဲ့အချိန်မှာတော့ပြီးဝိုင်းထားမြန်လေးအရင်ဆုံးကြိုဖတ်ထားပေါ့နော်အဲ့ဒါဆိုရင် listening ဖွင့်ပြတဲ့အချိန်မှာဒီ listening ကိုအပြည့်အဝအယုံစိုက်နိုင်ပြီးအဖြေကပါလဲဆိုတာကိုအဖြေလေးကြိုဖတ်ထားဖြစ်တဲ့အတွက် listening ကိုအပြည့်အဝအာယုံစိုက်နိုင်မယ်လို့ထင်ပါတယ်ဒီနီးလန်အရန်အသုံးဝင်ပါတယ်နံပါတ်၄အချက်ကလည်းတကယ်ကိုအသုံးဝင်တဲ့အချက်ပါအဖြေကိုတစ်ခါတည်းဖြေဆိုတာဘယ်လိုပြောရလဲဆိုတော့ဒီမေခွန်းဆိုင်ရဲ့ထင်မှာဒီသူပြောတာနဲ့လိုက်ပြီးတော့ပြောတဲ့ဟာကိုနားထောင်ပြီးရင်အဖြေကမှန်လားမှားလားဆိုတာတစ်ခါတည်းချစ်ခဲ့ပေါ့နော်ဥပမာအနေနဲ့ဆိုရင်例男の人が女の人に電話をしています男の人は何を買って帰りますかこれから帰るけど何か買って帰ろうかありがとう牛乳それからちょっと待って牛乳は1本でいいの2本お願いသူပြောသွားတာကကောင်းလေးကဒီပြန်လာတော့မလို့ပေါ့နော်ဘာဝက်ခဲ့ရမလဲလို့ဖုံးဆိုင်တဲ့အချိန်မှာကောင်းမလေးကနော်နို့လို့ပြောလိုက်တဲ့အတွက်တေချာ GNU ပါမယ်ဆိုတာဒါပေမဲ့အဖြေလေးခုလုံးမှာ GNU ပါတယ်အဲ့ဆိုရင်တေချာကောင်းလေးကထပ်မရတစ်လုံးလားနှစ်လုံးလားပေါ့နော်အဲ့ချိန်မှာကောင်းမလေးကနှစ်လုံးလို့ဖြေလိုက်တာဖြစ်တဲ့အတွက်3လေးတစ်နှစ်ကအော်တိုမှားသွားပြီ3လေးဖြစ်နိုင်တယ်အဲ့ဆိုတော့3လေးကဖြစ်ဖို့ကတေချာသွားပြီ3လေးမှာမှချီစုပါလားမပါလားဆိုတာကိုထပ်ပြီးတော့နားထောင်မယ်ဆိုရင် तू ကそれからチーズあれチーズはまだたくさんあったよねごめん今日のお昼に全部食べたのわかったじゃあ買って帰るねချီစုပါဝယ်ခဲ့ပါတဲ့ကောင်မလေးကပြောလိုက်ချိန်မှာကောင်လေးကထက်ညင်းတယ်ဟဲချီစုကတဲ့အရင်ဝယ်ထားတာအများကြီးရှိရဲ့မဟုတ်ဘူးတဲ့မင်းညအကုန်စားလိုက်လို့တဲ့အဲ့တော့ဝယ်ရမှာ GNU နှလုံးရဲ့ချီစုရဲ့ဝယ်ရမှာဖြစ်တဲ့အတွက်ဒီမှာသူပြောတဲ့စကားဆုံးလာနဲ့အဖြေကယွန်းပန်တန်းရတာဖြစ်တဲ့အတွက်ဒီအဖြေလွှာမှာယွန်းကိုတန်းချေပြီးတော့နောက်မိကွန်းဆက်တော်လို့ရပါတယ်ဒါကတော့ listening ဖွင့်ပြတဲ့အချိန်မှာအာယုံစိုက်เสียရမလို့လဲအပိုင်းပါ
問題用紙を開けてください。問題用紙のページがないときは、手を挙げてください。問題がよく見えないときも、手を挙げてください。いつでもいいです。問題1。問題1では、まず質問を聞いてください。それから話を聞いて、問題用紙の1から4の中から一番いいものを一つ選んでください。では、練習しましょう。例、男の人が女の人に電話をしています。男の人は何を買って帰りますか？これから帰るけど、何か買って帰ろうか？ありがとう。牛乳、それから、ちょっと待って。牛乳は1本でいいの？ 2本お願い。それからチーズ。あれ？チーズはまだたくさんあったよね。ごめん、今日のお昼に全部食べたの。わかった。じゃ、買って帰るね。男の人は何を買って帰りますか？一番いいものは4番です。回答用紙の問題1の例のところを見てください。一番いいものは4番ですから、答えはこのように書きます。では、始めます。みんな合格しましょうね。